အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဘာပြောပြသွားမလဲဆိုတော့အတူရောင်မျိုးမယုံပါနဲ့ဘလို့အတူရောင်မျိုးမယုံနဲ့လဲဆိုတော့ဥပမာအခုဆိုရင် social media တွေမှာအတူရောင်တွေအရန်ပေါ်လာပါတယ်ကျွန်တော်ဆိုရင်ဘယ်ဗီဒီယိုကအစ်စ်ဘယ်ဗီဒီယိုကအတူလဲဆိုတော့မခွဲခြားတတ်တော့ပါအဲ့ဒါဘလို့ဗီဒီယိုတွေလဲဆိုတော့မင်းမဟုတ်တဲ့တခြားတစ်ယောက်နဲ့လည်းအိုမင်းမသွားခြင်းဘူးမင်းနဲ့လည်းအိုမင်းမသွားခြင်းဘူးအိုဖို့မအိုခြင်းတာအများရန်ဆက်ရှင်နှစ်ပဲ sorry နောက်ထပ်ဘလို့အတူရောင်နေလဲဆိုတော့ဘာမှမလုပ်ပါနဲ့ကိုယ်ကောင်းကားနေချီသလုံးထိတနကားရီလိမ့်ပြီးတော့နေပါအချစ်ချစ်တာကို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 နောက်ဆုံးရေးကြီးဆုံးအတူရောင်တစ်ခုကသူမမင်းကိုချစ်တယ်ဆိုတာလည်းအတူရောင်တစ်ခုပါပဲ Oh my god Oh no Hello baby ကိုအရင်ချစ်တယ်နော်ဘယ်တော့မှထားမတော့ဘူးကိုလည်းရင်ချစ်တာဗော baby ရဲ့ What သူမမင်းကိုချစ်တယ်ဆိုတာလည်းအတူရောင်တစ်ခုပါပဲဟမ်ဟာဖဲအောင်လာပြီမင်းပြောတော့တူမမင်းကိုချစ်တယ်ဆိုတာအတူရောင်မယ်ဆိုဟာဒါပေမဲ့ तू ကငါ့ကိုတကယ်ချစ်တာကွာဟာတူမမင်းကိုချစ်တယ်ဆိုတာလည်းအတူရောင်တစ်ခုပါပဲ